ကဲအားလုံးပဲမင်္ဂလာပါနော်ဂျူဂျူဂီတာ channel ကနေပြီးတော့ကိုကိုမာရီအားလုံးပဲတဦးတယောက်ချင်းစီတိုင်းကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်နော်ကဲအားလုံးပဲမင်္ဂလာညချမ်းလေးပါဝင်လာတဲ့ live လက်မလေးတယောက်တစ်ချက်နေမယ် channel ကို subscribe မနေရသေးရဲ့ကိုမာရီ subscribe လေးတယောက်တစ်ချက်နေနော်အများကြီးများတွေ့ရအောင်လို့တယောက်တစ်ချက်လေး share ပေးပါနော်နှစ်ပြန်ဖွင့်ချင်းတကွာကောင်းလေးနဲ့မြှောက်ကူညီပေးမယ်နော်အားလုံးပဲမင်္ဂလာညချမ်းလေးပါမြန်လေးဝင်လာမယ်နော်12ရက်တလ2026ရောက်သွားပါပြီเนาะဖွင့်တဲ့နေကုန်စာတော့ကနန်းလေးသွားမယ်ကျူကတော့နေကုန်စာပဲပေးတယ်ဒါကြောင့်မလို့မနေ့မကြရင်ညနေလိုက်မယ်ကိုမကြီးอ่ะเนาะမနေ့မကြရင်ညနေလိုက်မယ်เนาะတခါလေးပြောရเนาะနေကုန်စာလေးလုံးခွေကိုရင်စမယ်လေးလုံးခွေကကီးမဟုတ်တဲ့အတွက်ဗာနဲ့မှကတ်ထိုးကြမလို့လေးလုံးချင်းချင်းကိုခွေဆော့မယ်เนาะအခုရှိတာကကျူရဖွဲ့ဝင်နေအကုန်လုံးပဲအားလုံးပဲเนาะကျူစီမှာပြီးခဲ့တဲ့ဘက်ကဖွဲ့ဝင်ထားတဲ့ကိုမတွေအကုန်လုံးပဲเนาะကျူပိုးတင်တော့ပို့ပြီးသွားပြီ Viber ကိုမိုက် Viber ပို့ပြီးသွားပြီ Message ကိုမိုက် Message ပို့ပြီးသွားပြီတကယ်လို့မရောက်ဘူးဆိုလို့ရှိရင် Viber နဲ့မရောက်လို့ရှိရင် Viber နဲ့ပြန်ပြောเนาะ Message မရောက်ဘူးဆိုလို့ရှိရင်လည်းဖုန်းထားရိုက်ဆက်အဲ့အဖွဲ့ဝင်တော့ဆက်တဲ့ဖုန်းနဲ့ပဲဆက်เนาะယူရဲ့ကိုမိုက်အကုန်လုံးပဲเนาะခဏလှလှလေးပို့ပြီးသွားပါပြီเนาะဒီတစ်ပတ်အကောင်းဆုံးဖြစ်စေရမယ်เนาะဟုတ်ပြီလားလုံးဝအောင်เนาะအဆင်ပြေအောင်လို့ဒီတစ်ပတ်เนาะအတက်နိုင်ဆုံးကနန်းလေးတွေကိုเนาะ10ဝဲရှိရင်เนาะ15ပွဲလောက်အောင်မြင်အောင်လုပ်ပေးမယ်အားလုံးပဲเนาะအခုလိုမျိုးနားလဲပြရတဲ့လေကျေးဇူးတင်ပါတယ်เนาะတချို့ကြောင့်ကိုယ်တော်ပြန်ပြီးနှစ်သိမ့်နေသေးတယ်ကိုကမာရအဲ့လိုမျိုးเนาะဒါကြောင့်မလို့ကိုကလည်းသိမလားတာဝန်ယူတာဝန်ခံမှုအနေနဲ့เนาะယူဒီဘက်အကုန်လုံးပြန်ပို့ပေးထားတယ်เนาะမရဘူးဆိုလို့ရှိရင်ပြန်ပြောပါเนาะကိုကမာရအကုန်လုံးပဲကဲအားလုံးပဲတော့ဆိုယူတို့နေတိုက်လေးသွားရအောင်เนาะဗီဒီယိုဖိုင်လေးကတူတူနဲ့လိုရင်းပဲသွားလိုက်မယ်ကဲမနေ့ပြန်ဖုန်းဖွင့်ခြင်းမှာเนาะတကွာကောင်းနဲ့မိအောင်လို့တကွာကောင်းလည်းအကောင်းဆုံးကြိုးစားပေးထားတယ်เนาะကိုကိုမိုင်12ရက်တလ2026အဖွင့်နေ့နေကုန်စာအတွက်၄လုံးခွေကိုရင်စမယ်၄လုံးအခွေသည်24ခွန်9အခွေပါเนาะကြားရင်ကွန်မန့်လေးမှတ်မှာเนาะ၄လုံးအခွေသည်24ခွန်9အခွေเนาะ24ခွန်9အခွေပါရှင်เนาะကြားရင်ကွန်မန့်လေးမှတ်ပြီเนาะယူရဲ့ကိုမိုင်အကုန်လုံးပဲ fight တင်ပါเนาะလိုက်လက်မလေးတယောက်တစ်ချက်နေမယ်เนาะယူတကယ်အားပေးတယ်အမှန်ကအားပေးရဆိုလို့ရှိရင်เนาะအခုတလောအကောက်တွေရတယ်ခဏခဏဘန်းနေရဘန်းနေတဲ့ကိုကိုမိုင်ဟိုပြေးရဒီပြေးရတယ်နည်းနည်းတော့ပင်ပန်းလိမ့်မယ်เนาะပင်ပန်းခံပြီးလိုက်ရှာရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်เนาะဒါကြောင့်မလို့ယူရဲ့ယူဖိုင်လို့တွေ့တာနဲ့ subscribe နှိပ်လိုက်เนาะတွေ့တဲ့အကောင့်မှာ subscribe တာနှိပ်လိုက်เนาะလိုက်လက်မလေးတယောက်တစ်ချက်နှိပ်เนาะတယောက်တစ်ချက်လည်းအများကြီးအများတွေ့အများပေါ့အောင်တယောက်တစ်ချက်လည်း share ပေးเนาะကောင်းဆုံးနဲ့ပြန်ပြီးတော့ကြိုးစားပေးပါမယ်เนาะအခွေကတော့24ခွန်9အခွေပတ်သီးသည်1ပတ်သည်5ပတ်သည်15ပတ်သည်ကြားရင်ကွန်မန့်လေးမှတ်ပြီเนาะကျူပတ်သည်နေနေရတော့1ပတ်သည်5ပတ်သည်15ပတ်သည်ပါရှင့်ပတ်သည်မပတ်နိုင်ပါဘူးကျူရေဆိုတဲ့ကိုမရတဲ့ပတ်သည်တစ်လုံးကျူကကနန်းလေး4ခွက်တည်းထုတ်ပေးထားတယ်ကျူထုတ်ပေးထားတဲ့4ခွက်ကမကြိုက်ဘူးကိုမကိုတခြားလုံးမရှိရဆိုလို့ရှိရင်လည်းကတ်ထိုးလို့ရတယ်เนาะကောင်းလုံးတူရီကတော့20ဘောင်းစုံရှိတယ်เนาะကိုဆိုင်နဲ့သူဆိုင်နဲ့ကလည်းမတူဘူးဒါကြောင့်မလို့မကြိုက်ရင်လည်းယူတဲ့လုံးမိုင်လေးနဲ့ကတ်ဆော်လို့ရပါတယ်ရှင်ပတ်သီးဒီ1ပတ်ဒီ5ပတ်ဒီ1နဲ့4ပတ်ဒီ10 13 14 1ခွန်เนาะကြားရင်ကွန်မန့်လေးမှတ်ပြီเนาะခဏလေးသွားနေပြီ1နဲ့ဆိုရင်10 13 14 1ခွန်5နဲ့ဆိုရင်5နဲ့5 3 5ခွန်5 8ကြားရင်ကွန်မန့်လေးမှတ်ပြီเนาะနောက်ကကိုမိုင်မြင်ရတွေ့ရကြအောင်လို့လိုက်လက်မလေးလည်းနှိပ်ပြီเนาะအမှန်တကယ်အားပေးရဲ့ကိုမတွေလိုက်လက်မလေးနှိပ်တယောက်တစ်ချက် share เนาะ subscribe မနေရသေး subscribe နှိပ်ဒါဆိုမနေ့ပြန်တက်ကွာကောင်းနဲ့ပေါက်ပြီမနှိပ်တဲ့သူတွေကတော့အကုန်လုံးပေါက်မှာပါเนาะ9နဲ့ဆိုရင်9နှစ်9 3 5ခွန်5 8အဲ့8ကွက်ထဲမှာအကြိုက်ဆုံး main on 2ကွက်ကိုဆွဲထုတ်ပေးမယ်ပြီးရင်တက်ကွာကောင်းပြောပြီးတော့ video file လေးရနာမယ်เนาะတွေ့တာဘယ်နှမိနစ်မှမရှိဘူးเนาะချိန်လေးနည်းနည်းလေးပေးပါเนาะဘယ်နှမိနစ်မှမရှိဘူးကိုမိုင်လေးချိန်ကုန်တက်တာမကြည့်ချင်လဲကြော်မသွားနဲ့ကြည့်လိုက်အောင်เนาะလိုက်လက်မလေးနှိပ်တယောက်တစ်ချက် share subscribe နှိပ်ပြီးမှကြော်ရင်ကြော်မင်းရောကနှစ်ကွက်ပြောပြမယ်เนาะမင်းရောကနှစ်ကွက်ဒီ1နဲ့ဆိုရင်1 3 5နဲ့ဆိုရင်5ခွန်1 3ရယ်5ခွန်ရယ်အကြိုက်ဆုံးမင်းရောနှစ်ကွက်ကြိုက်တူတဲ့ကိုမတွေယူ3ယူကစားเนาะအကြိုက်မတူပါဘူးဆိုလို့ရှိရင်လည်းမယူ3ပါနဲ့เนาะအမှားမဲ့လက်ခံနိုင်နေဆိုရင်ယူ3ပါကိုမိုင်အကုန်လုံးပဲเนาะနေတိုက်တွေကတော့အမြဲလိုအဆင်ပြေနေတာမင်းရောကွက်ဒီ1 3ရယ်5ခွန်ရယ်
ဒါဆိုကျတကွာကောင်းပြောပြီးတော့ဗီဒီယိုဖိုင်လေးရနာမယ်အဲ့ဒီတကွာကောင်းက၄လုံးခွေထဲမှာပါပြီးသားတသက်မကြိုက်လို့ထပ်ပြီးတော့တကွာကောင်းနေရာမှာထပ်ထည့်ထားတာတကွာကောင်းကဘာဖြစ်မလဲမသိဘူးနော်12ရက်တလ2026အဖွင့်နေ့နေကုံစာအတွက်နော်တကွာကောင်းသည်89ခွန်9ခွန်ကျူတခါတဲ့အာဘီရဲ့ထိတ်ရပေးရကျူပေးလို့မရှိဘူးကိုကမာကြီးအားဆော့ပါနော်တကွာကောင်းသည်89လေးလုံးခွေရ24ခွန်9ဆိုတဲ့အတွက်ခွန်9ကပါပြီးသားအခွေထဲမှာဒါပေမဲ့တကွာကောင်းနေရာမှာထပ်ထည့်ထားတယ်အကြိုက်ဆုံးတကွာကောင်းသည်89အဲ့တကွာကောင်းပေါ့နော်တကွာသေးပေးထားဖြစ်တဲ့တကွာကောင်းကိုအဖွဲဝင်ကိုမကြီးကြိုက်တယ်ဆိုလို့ရှိရင်လည်းတကွာကောင်းလောက်ကိုယူဆော့လို့ရတယ်နော်ဒီကတော့ဂျူးပို့ပေးထားတယ်ဒီတစ်ပတ်နော်ကောင်းဆုံးတက်နိုင်ဆုံးထပ်ပြီးတော့ကိုမတွေကိုရအောင်ယူပေးမယ်ဟုတ်ပြီလားကဲဒါဆိုဂျူးတို့ဗီဒီယိုပိုင်းလေးဒီမှာပဲရနာမယ်ကိုမကြီးအားလုံးကိုကျမ်းမာရေးစိတ်ချမ်းသာပြီးတော့ပညာရေးလူမှုရေးစီးပွားရေးကျမ်းမာရေးဆက်ဆက်ရအဆင်ပြေကြပါစေနော်ဝင်ငွေတွေလည်းစားတတ်တဲ့ဖို့တိုးတက်ပါစေမနက်ဖြန်မှာလည်းဖွင့်ချင်းငွေတုပ်ပိုင်းနိုင်တဲ့ကဏ္ဍလေးနဲ့အဆင်ပြေကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ရှင်နော်အားလုံးပဲ good luck ပါ